အားလုံးပဲမင်္ဂလာပါအမဒီနေ့သင်ကြားပေးမယ်ဘတ်တန်လေးကတော့အမတို့ဒီ ready to wear လက်ဘတ်တန်ကိုဒီ frame ကိုအသုံးပြုပြီးတော့လက်ဖောင်းဘတ်တန်လေးဆွဲတဲ့သင်ခန်းစာလေးကိုသင်ကြားပေးမှာဖြစ်ပါတယ်အမအခုသုံးမဲ့ကတ်လေးကကြတော့အမရဲ့ ready to wear body frame body frame ဆိုတဲ့ ready to wear ဘတ်တန်သီးတန့် online class မှာသင်ကြားပေးတယ်အမရဲ့လက်ဘတ်တန်ပေါ့နော်ဒီ ready to wear အတွက်ဆွဲထားတဲ့လက်ဘတ်တန်လေးကသမုံဆိုင်ဘတ်တန်ကိုကူးပြီးတော့အမကတ်ထူနဲ့ထုတ်ထားတဲ့ကတ်လေးနဲ့သုံးပြီးတော့ဆွဲမှာဖြစ်ပါတယ်ဒီမလေးတို့ကဖိနီးနဲ့ပဲတင်ထားတခါတည်းလိုက်ဆွဲလို့ရပါတယ်ဆိုတော့အမတို့စဆွဲမယ်အမကဒီမှာလက်တိုလေးကိုပါပဲလက်ဖောင်းလုံးမှာဆိုတော့အမအရင်ကြီးမဆွဲဘူးပေါ့နော်တတိပဲဆွဲပါမယ်ဆိုတော့အမကကူးလိုက်မယ်ဆိုတော့အမအမှတ်ကလေးတွေလိုက်မှတ်မယ်ပေါ့နော်ကဲအဲ့ဒါဆိုရင်ဒီဟာကအမတို့ဆက်လိုက်မယ်ဒါက customer ရဲ့ဒီကိုတိုင်းနဲ့ပေါ့နော်ဆွဲထားတဲ့သူ့ကိုနီးနဲ့ပေါ့ကိုလက်မသမားဆိုလဲလက်မသမားဆွဲထားတဲ့ဟာဆိုလဲသူ့နီးနဲ့သူပေါ့နော်သူ့လက်နဲ့သူဆွဲပြီးတော့မှဒီလက်ဖောင်းဘတ်တန်လေးကသုံးလို့ရတယ်ပေါ့နော်အမနည်းနည်းချက်လိုက်ပါမယ်ဆိုတော့အမကလက်တူပဲဆွဲမှာဆိုတော့အမတို့လျင်းဝကနေပြီးတော့အောက်ကိုအမက5 cm အောက်ကိုချလိုက်မယ်ပြီးရင်အမကလက်ဝကိုလည်းတင်လိုက်မယ်အမလက်ဝကိုကြတော့ပုံမှန်အမတို့ ready to wear မှာလုပ်နေကြအတိုင်း3 cm ဝင်လိုက်မယ်ပြီးရင်ဆက်လိုက်မယ်ပြီးရင်ဆက်လိုက်မယ်ဒါကြတော့3 cm အထဲဝင်နေသူလည်း3 cm အထဲဝင်နေပြီးရင်အမတို့ပတ်လေးကိုညှချလိုက်မယ်ပြီးရင်အမတို့စက်ကူတရက်ထပ်ယူမယ်အမဒါလေးနဲ့လောက်တယ်ပေါ့နော်လောက်တယ်ဆိုတော့အမဒီစက်ကူလေးနဲ့ပဲပြန်ပြီးရင်အမတို့ဘယ်နေရာဖြတ်မလဲဆိုရင်အမတို့ဒီနေရာကိုဖြတ်မယ်ဒါရင်ဒီနေရာကိုကြတော့ဒီဘက်အချမ်းကိုဖြတ်မယ်ဒီနေရာကြတော့ဒီဘက်အချမ်းကိုဖြတ်ဒီဘက်အချမ်းကိုဖြတ်မယ်ပေါ့နော်ဆိုတော့အမတို့ဘယ်အားရင်ဖြတ်မလဲဆိုတော့ဒီမြင်းလေးကိုရင်ဖြတ်မယ်ဆိုတော့အမညှလိုက်မယ်ညှလိုက်ပြီးရင်အမတို့ဒီမြင်းကိုလည်းဒီအထိလေးပဲဖြတ်မယ်ဒီနားလေးအထိပဲဖြတ်မယ်နော်တဲလေးထန်ပြီးတော့ဖြတ်မယ်ပြီးရင်ဒီဘက်အချမ်းဆိုလည်းအဲ့လိုပဲတဲလေးဖြတ်ချန်ပြီးတော့ပဲဖြတ်မယ်ဖြတ်ချလိုက်ရရတယ်ပေါ့နော်တဲလေးကြတော့သူကတိတိကျကျလေးမတို့ပြန်ပြီးတော့ဆက်လို့ရတာပေါ့နော်ပြီးရင်အမကဘာလုပ်မလဲဆိုရင်ဒီစာရွက်ပေါ်မှာထောင်မြင့်ချောင်းဆွဲမယ်ဒီစာရွက်ပေါ်မှာထောင်မြင့်ချောင်းဆွဲမယ်ပြီးရင်မဆက်လုပ်မလဲဆိုတော့အဲ့ဒီထောင်မြင့်ပေါ်မှာအမတို့60ဒီဂရီထောင်ဖြတ်မြင့်60ဒီဂရီဆိုတာကဒီနေရာလေးက60ဒီဂရီထောင်ဖြတ်မြင့်လေးကိုဆွဲမယ်ဆွဲပြီးရင်အမတို့ဘာနဲ့ဆက်မလဲဆိုတော့ဒီမြင်းနဲ့ဒီမှာဒီလက်လက်ရင်းဝမြင်းဒါကလက်ရင်းဝမြင်းလို့ခေါ်တယ်လက်ရင်းဝမြင်းကဒီမြင်းပေါ်မှာတစ်ထပ်တည်းကြပြီးတော့ဒီမြင်းချောင်းနဲ့
တန်းနေမယ့်နေရာမှာအမတို့တိတ်ကတ်လိုက်မယ်အရင်ဆုံးဒီနှစ်ခုဘာမှမလုပ်သေးဘူးနော်နည်းနည်းလေးဟာပြီးတော့တိတ်ကတ်လိုက်မယ်တိတ်ကတ်လိုက်မယ်တိတ်ကတ်ပြီးချိန်လိုက်ပါတော့အမပိစစက်ကူကြည့်မြူလာတော့အပြည့်ရင်အမတို့ကဘာဆက်လုပ်မလဲဆိုရင်ဒီမြင်းလေးတွေ့လားအမတို့ဒီလက်ရင်းဝမြင်းရဲ့ဒီမှာလက်တိုင်ရဲ့စုံနေနေရဒီနေရာလေးကနေပြီးတော့အမကအပေါ်ကို5 cm တက်လိုက်မယ်အပေါ်ကို5 cm တက်မယ်5 cm တက်ပြီးဘာဆက်လုပ်မလဲဆိုအဲ့5 cm တက်ထားတဲ့မြင်းပေါ်မှာမတို့ဖြတ်မြင်းလေးတစ်ချောင်းဆွဲလိုက်မယ်ဖြတ်မြင်းလေးတစ်ချောင်းဆွဲမယ်ပြီးသွားရင်အမတို့ဒီဘက်အချမ်းဒါဆိုရင်အမတို့ F အချမ်းအမတို့ B အချမ်းဒီလက်ရဲ့ F အချမ်းကိုဒီနားလေးနဲ့သွားထိမယ်နေအောင်ရှာပြီးရင်ဒီမှာထိသွားပြီဆိုရင်အရင်ဆုံးတိတ်ကရမယ့်နေရာကဒီနေရာလေး okay ပြီးတော့မှနောက်ရှာလိုက်ကပေါ့နော်ဒါဒီနေရာမှာ5 cm ပဲတက်ရမှာလားဆိုတော့အဲ့လိုတော့ပုံစံမရှိဘူးကိုကဒီမှာပြည့်မှပြမယ်ပေါ့နော်ခဏလေးမှတ်တာလေးကတ်လိုက်အောင်မယ်ဒါဆိုလဲဒီမှာကွက်တီတွေ့လားကွက်တီရောက်ပြီးရင်ဘယ်နေရာအရင်ဆုံးကတ်မယ်ဆိုရင်အမဒီနေရာကိုကတ်ပြီးတော့ရင်ဒီနေရာလေးကိုကတ်ပြီးတော့ပြီးတော့မှအလယ်လေးမှာတစ်ချက်ထိကဲပြီးသွားရင်အမတို့ဒီမှာလည်းထိုနည်း၎င်းပဲထိတ်ကလေးမှာတစ်ချက်ထိဒီဟာဆိုလဲအမတို့ဒီဘက်ထိတ်ကလေးမှာတစ်ချက်ထိအမတို့ sorry ဒါဆိုရင်ကတ်လိုက်ပြီသားရင်ဘာဆက်လုပ်မလဲဆိုရင်ဒီလိုလေးပဲဒီမှာတွေ့လားဒီဘက်နဲ့ကိုကလက်မနိုင်ဘူးဆိုရင်ကွေးလေးနဲ့ဝိုက်လေးရတယ်ကဲမို့ကိုကဟိုလိုဒီတိုင်းပဲလက်ကလေးနဲ့အမဆွဲသလိုပဲလိုလေးပဲဆွဲလိုက်ရရတယ်ပေါ့နော်ဒါကွေးနဲ့ဝိုက်ရင်ဒီလိုလေးပေါ့ကွေးနဲ့ဝိုက်ရင်ဒီလိုဝိုက်လေးနောက်မှလည်းဒီလိုလေးပဲဝိုက်လို့ရတယ်ပြီးရင်အမတို့တောက်လျှောက်ကလိုက်ဖြတ်လိုက်ရမယ်ဆိုတော့ဒီနေရာမှာအမကအပေါ်ကို5 cm တက်ထားတယ်အဲ့လိုတက်တဲ့အခါကျရင်ဗာလဲဒီဟာ5 cm ပဲတက်ရမှာလားဆိုတော့မဟုတ်ပါဘူးဒီမှာက5 cm နည်းနည်းလေးမှချဲ့လိုက်မယ်နော်မြင်အောင်ဆိုတော့ဒီမှာအမက5 cm တက်ထားတယ်ဒါက5 cm အောက်ကိုချတဲ့ပုံတက်တယ်နော်5 cm ကပုံသေးလားဆိုတော့ဒီနေရာရဲ့5 cm ကပုံသေးမဟုတ်ဘူးပေါ့နော်ဒီနေရာကကြတော့အမတို့ခဝါတဲ့နေရာကဘာဖြစ်မှာလဲဆိုတော့အမတို့တွန့်စာဖြစ်မှာတွန့်စာဒီဟာလေးကိုတွန့်ပြီးတော့အမတို့ဒီလက်ကိုကိုယ်တည်းနဲ့တွဲလိုက်တဲ့ခါကျရင်ဒါလက်ဖောင်းလေးဖြစ်သွားပြီလက်ဖောင်းလေးဖြစ်သွားပြီဆိုတော့ဒီတွန့်စာကကိုကဒီပခုံးနားမှာအတွန့်ကများခြင်းသလောက်အမတို့ကဒီတိုင်ကိုရှည်လို့ရတယ်အခုမှ5ဆိုရင်ဒီလောက်ထွက်တယ်မလားအခု6တို့7တို့နဲ့ဆွဲကြည့်တဲ့အခါကျရင်ဒီဟာကပို့ပြီးတော့ကျလာတယ်ကျလာလျောက်ဒီရဲ့အမားတို့ရဲ့ဒီအမြင့်ဟာလည်းပို့ပြီးတော့တက်လာတယ်အဲ့လိုမျိုးတက်ပြီးတော့ကျလေလက်ဖောင်းကပို့ပြီးတော့ဖောင်းပြီးတော့အတွန့်ကများလေပဲဆိုတော့ဒီနေရာလေးကအဓိကပေါ့နော်ကိုဒီနေရာလေးမှာတိုင်တက်ရင်တက်သလောက်ဒီဟာလေးကလည်းပို့ပြီးတော့အတွန့်များပြီးတော့လက်တိုင်လေးကမြင့်လာငါတို့ပုံမှန်လက်တိုင်ကဒီလောက်ပဲရှိတယ်ကွာဆိုတော့အခုကမြင့်လာအဲ့လိုမျိုးပြောတာဆိုတော့ဒါကလက်ဖောင်းပတန်လေးကပြီးသွားပါပြီဆိုတော့အမတို့ကိုရာလေးညှစ်လိုက်အောင်ညှစ်ပြီးအမဒီ original အမတို့လက်ပတန်မှာတင်ပြမယ်ဘယ်လောက်ထိမြင့်သွားပြီးတော့ဘယ်လောက်ထိကြီးသွားလဲဆိုတာဒါအမတို့ကြိုးဆွဲတွတ်မယ်နေရာလေးဆိုတော့အမတို့ဒါလေးဆိုင်လိုက်ပြီးညှစ်လိုက်ရမယ်ဒါဆိုအမတို့လက်ပတ်တင်လေးရပြီအမတစ်ချက်ပြပြမယ်နော်အမတို့လက်ဖောင်းရဲ့ဘယ်ဖြစ်သွားလဲဆိုတော့ဒါအမတို့ရဲ့လက်ပတ်တန်ဒါဒီမှာတွေ့လားဒီမှာကြည့်ဒီမှာလက်ပတ်တန်လေးကတင်လိုက်တယ်တွေ့လားတင်လိုက်တဲ့အခါကျရင်ဒီမှာသူ့ရဲ့မူရင်းလက်ကနေလည်းကျဲသွားပြီမြင့်သွားပြီဒီနေ့မှာတွန့်စားလေးထားပါပြီဆိုတော့ဒါကမှတ်ထားပါတော့ကျိုးဆွဲတွန့်မဲ့နေရာလေးဟာဒီနေရာလေးဒီနေရာထိဆိုတော့မှတ်ထားပါဒီနေရာလေးကနေဒီနေရာလေးထိကအမတို့တွန့်စား
ဆိုရင်အမတို့ရဲ့လက်ဖောင်းပတ်တန်လေးကပြီးတော့ပါပြီနောက်ဗီဒီယိုတွေမှာဒီထက်ပိုစိတ်ဝင်စားစရာကောင်းတဲ့ပတ်တန်လေးတွေလည်းအမဆက်ဆွဲပြပါမယ်အားလုံးပဲတတာ